Superman ၄ပေါ်ဘယ်လိုမျိုးပြန်နိုင်တာလဲနောက်ပြီးတော့ Superman ကအရာဝတ္ထုတွေတက်ရှိတွေကိုအရှိန်နဲ့ဝင်ပြီးတော့ဖမ်းတဲ့ခါကျရင်အဲ့အရာဝတ္ထုကဘာလို့မပြတ်စည်းသွားတာလဲနောက်တစ်ခုကကြတော့ Superman ရဲ့ဒီရေခဲပေါ့နော်လေနဲ့မှုတ်လိုက်တဲ့ခါကျရင်အရာအားလုံးခဲသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါတွေကဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြမယ်ဗီဒီယိုမစခင်မှာကျွန်တော်ရဲ့ဒီ Barmix Hero YouTube channel ဟော TikTok page ကို follow လုပ်ပေးတဲ့လူတွေ comment ပေးတဲ့လူတွေအချမ်းချမ်းပေးတဲ့လူတွေအကုန်လုံးကျွန်တော်ဒီကနေပြီးတော့ကျေးဇူးရမ်းတင်ရှိပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင် Superman ဘယ်လိုပြန်လဲဆိုတော့ခင်ဗျားတို့အားလုံးစဉ်းစားဘူးလား Superman ကငှက်တွေလိုလည်းအတောင်များမပါဘူးလင်းမြန်နေလို့ engine တွေဘာတွေလည်းမပါဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီနေ့ Superman ဘယ်လိုပြန်လဲဆိုရင်နောက်ွယ်က gravitational field ဆိုတဲ့ theory အကြောင်းကျွန်တော်ကဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ် Mouse ဒီစကားမှာဆိုလို့ရှိရင်သူလေးပေါ်ပြန်တက်ခံပြီးမှသူ့ရဲ့ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ကြောက်ခဲလေးတွေလေးပေါ်တက်လာတဲ့ဇောင်းငန်ကိုအားလုံးကြည့်ဦးမယ်လို့ထင်တယ်ပေါ့နော်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့သူကကမ္ဘာဆွဲငင်အောင်ဆန့်ကျင်ပြီးတော့သူ့ရဲ့တန်လိုက်စကွင်းတစ်ခုကိုဖန်တီးလိုက်တာပေါ့နော်အဲ့ဒါကြောင့်မလို့ Superman ရဲ့ပြန်တမ်းမှုကဒီလေထုကိုအသုံးချလိုက်တာမဟုတ်ဘဲနဲ့သူ့ပတ်ဝန်းကျင်မှာရှိတဲ့ physics theory တစ်ခုလုံးကိုသူကပြောင်းလဲလိုက်တာပေါ့နော်နောက်တစ်ခုကသူကလေယာဉ်မြန်တွေရထားတွေနောက်ပြီးတော့လူတွေကိုသူ့ရဲ့ speed နဲ့မားလိုက်တဲ့အချိန်မှာဒီအရာဝတ္ထုတွေအားလုံးကမပြတ်စည်းသွားဘူးပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့သူကင်လိုက်တဲ့အရာဝတ္ထုတွေတက်ရှိတဲ့အကုန်လုံးကသူ့ရဲ့ gravitational field ကိုသူကပေးလွတ်လိုက်တယ်ပေးလွတ်ပြီးတော့ဒီအရာဝတ္ထုတွေတက်ရှိတဲ့အကုန်လုံးကလည်းဒီတိဆောက်ပုံတွေကမာကျော်သွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဒီຢာတွေအကုန်လုံးကမပြတ်စည်းသွားတာဖြစ်ပါတယ်ဒီ theory ကဒီလူတွေအများကြီးလက်ခံထားတဲ့ theory ပေါ့နော်အခုကြည့်နေတဲ့မိတ်ဆွေတွေတော့ဘယ်လိုမျိုးယုံကြည်လဲဆိုတော့ comment မှာတစ်ချက်ရေးပေးကြပါဦးနောက်တစ်ခုက Superman ကလေမုတ်လိုက်တာနဲ့အဲ့အရာဘာလို့အေးခဲသွားရလဲပေါ့နော်ဒါ magic လုံးဝမဟုတ်ဘူးပေါ့နော်ဒါလည်း physics theory သဘောတရားအရာတသက်ရှိပါတယ် Superman ရဲ့အဆုတ်ကတာမန်လူတွေထွက်အလွန်တန်မာတဲ့အတွက်လေတွေကိုပေါ့နော်အတင်းဖိသိပ်ပြီးတော့တိုးလောင်နိုင်စွမ်းရှိတယ်သူကအဲ့လေတွေကိုအရှိန်ပြင်းပြင်းနဲ့မှုတ်ထုတ်လိုက်တဲ့အခါမှာဒီလေတွေကလမ်းကြောင်းတစ်ခုထဲမှာပြန့်ကားသွားပြီးတော့ဂျိုးတုံစံ effect လို့ခေါ်တဲ့နီးယာမအရာအပူချိန်ကအလွန်အမင်းကျဆင်းသွားပြီးတော့အိတ်ခဲသွားတာဖြစ်ပါတယ်အဲ့ဒီဖိသိပ်ထားတဲ့လေတွေကိုဗဇက်ကနေအရှိန်ပြင်းပြင်းမှုတ်လိုက်တဲ့အခါမှာတော့ဒီအပြင်ဘက်မှာအကုန်လုံးကအိတ်ခဲသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးဟားလို့မဟုတ်လို့ရှိရင်ပူတယ်မျိုးဖူးလို့မဟုတ်လို့ရှိရင်အေးတယ်လို့ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့ဒီ Superman ၄ပေါ်ဘယ်လိုပြန်လာလဲဆိုတာရယ်နောက်တစ်ခုကအရာဝတ္ထုတွေကို Superman ထိတွေ့လိုက်တဲ့အခါဘာကြောင့်မပြတ်ဘူးဆိုတာရယ်နဲ့လေးမှုတ်လိုက်တဲ့အခါကျအေးခဲသွားတယ်ဆိုတော့ဒီ anatomy theory ကိုပြောပြသွားတာဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့လို့ရှိရင်တော့ကျွန်တော်တို့ page လေးကို follow နဲ့ subscribe လုပ်ဖို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ပါမယ်